တာလီဇောပါဒီကနေ့ဧပြီလ1ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြင်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်လို့ကြောက်ဖြူမြို့နယ်ကဇင်ရှောင်းကုံပွေရွာမှာရဟန်းတစ်ပါးပြန်လွန်ပြီးအရက်သားတစ်ယောက်သေဆုံးခဲ့ရတဲ့သတင်းရခိုင်မှာစစ်ကောင်စီကြောင့်3လအတွင်းအရက်သား109ယောက်သေဆုံးက181ယောက်ဒဏ်ရာရရှိခဲ့တဲ့သတင်းနဲ့ရခိုင်မှာ3လအတွင်းစစ်ကြံလက်နက်တွေပောက်ကွဲလို့17ယောက်သေဆုံးပြီး41ယောက်ဒဏ်ရာရရှိခဲ့တဲ့သတင်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ကြောက်ဖြူမြို့နယ်ကဇင်ရှောင်းကုံပွေကြီးရွာကိုစစ်ကောင်စီနေပြည်ကလက်နက်ကြီးကြီးနဲ့ပစ်ခတ်ခဲ့လို့ရဟန်းတစ်ပါးပြန်လွန်တော်မူပြီးအရက်သားတစ်ယောက်သေဆုံးခဲ့တယ်လို့ကျောင်းထိုင်ဆရာတော်ကြီးနဲ့ကိုရင်လေးတို့အပါအဝင်9ယောက်တန်ရာရရှိသွားတယ်လို့သိရပါတယ်။ပြန်လွန်တော်မူသွားတဲ့ရဟန်းကတော့အဲ့ဒီကျေးရွာဖုန်ကြီးကျောင်းမှာသတင်းသုံးနေထိုင်တဲ့ဦးအာဒီစာတက်တော်32နှစ်နဲ့အဲ့ဒီရွာကဥပချမ်းတို့ဖြစ်ပါတယ်။ဒဏ်ရာရသွားသူတွေကတော့ကျောင်းထိုင်ဆရာတော်ဦးဇနီတာကိုရင်ဓမ္မနန္ဒဒေါ်ဖြိုဖြိုဝင်းဒေါ်သိန်းဟန်နုဦးမောင်ထွန်းမြဒေါ်တန်တန်အေးနဲ့မခင်မြအေးတို့ဖြစ်ကြပါတယ်။မတ်လ31ရက်နေ့မနက်9:00နာရီကျော်လောက်မှာကြောက်ဖြူမြို့နယ်ကဝါနဲ့ရွှင်ရွာအနီးပင်လယ်ပြင်မှာရှိတဲ့စစ်ကောင်စီနေပြည်တစီကအဲ့ဒီကြီးရွာကိုလက်နက်ကြီးကြီး3လုံးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ရွာထဲမှာတစ်လုံးဖုံးတော်ကြီးကျောင်းဓမ္မယုံမှာတစ်လုံးနဲ့အောင်မင်္ဂလာရက်ကွက်မှာတစ်လုံးကြားရောက်ပောက်ကွဲခဲ့တာလို့ဒေသခံသတင်းရင်းမြစ်ကပြောပါရယ်။ဒါအပြင်စစ်ကောင်စီဟာမနေ့ကညနေပိုင်းမှာမရာဦးမျိုးကအမှတ်31ရေးတက်ရင်ဟောင်းအနီးကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့အရက်သားတစ်ယောက်သေဆုံးသွားခဲ့ပါရယ်။ရခိုင်မှာဇန်နဝါရီလ31ရက်နေ့ကနေမတ်လ31ရက်နေ့အထိ3လအတွင်းစစ်ကောင်စီကြောင့်အရက်သား109ယောက်သေဆုံးခဲ့ပြီး181ယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့နရင်းစရာကပြုစုထားတဲ့စီးရင်အရာသိရပါရယ်။မတ်လအတွင်းအမျိုးသမီး2ယောက်အပါအဝင်10ယောက်သေဆုံးခဲ့ပြီး25ယောက်ဒဏ်ရာရရှိသွားခဲ့ပါရယ်။စစ်ကောင်စီဟာမတ်လအတွင်းကွာမြို့နယ်ကြောက်ဖြူမြို့နယ်မရာဦးနဲ့ပုံနာကျွန်းမြို့နယ်တို့ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အခုလိုသေဆုံးဒဏ်ရာရရှိသွားခဲ့ကြတာဖြစ်ပါရယ်။သေဆုံးဒဏ်ရာရသူတွေအထက်မှာကလေးငယ်တွေအမျိုးသမီးတွေနဲ့စေကျော်သက်လူငယ်တွေတက်ကြီးပိုင်းတွေရဟန်းတင်္ကာတွေလည်းပါဝင်တာကိုတွေ့ရပါရယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းစစ်ကောင်စီကြောင့်အရက်သား14ယောက်သေဆုံးပြီး33ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဇန်နဝါရီလကလည်း85ယောက်သေဆုံးပြီး83ယောက်ဒဏ်ရာရရှိခဲ့ပါရယ်။ရခိုင်ပြည်မှာ3လအတွင်းစစ်ကြံလက်နက်တွေပောက်ကွဲမှုကြောင့်17ယောက်သေဆုံးပြီး41ယောက်ဒဏ်ရာရရှိခဲ့တယ်လို့နရင်းစရာသတင်းဌာနကကောက်ယူထားတဲ့စစ်တမ်းအရသိရပါရယ်။ဇန်နဝါရီလ1ရက်နေ့ကနေမတ်လ31ရက်နေ့အတွင်းစစ်ကြံမိုင်းတွေနဲ့စစ်ကြံဘုံသီးတွေပောက်ကွဲလို့အခုလိုသေဆုံးဒဏ်ရာရသွားကြတာဖြစ်ပါရယ်။မတ်လမှာ1ယောက်သေဆုံးပြီးအယောက်20ဒဏ်ရာရရှိခဲ့တယ်လို့ဖေဖော်ဝါရီလမှာ10ယောက်သေဆုံးပြီး19ယောက်ဒဏ်ရာရရှိခဲ့ပါရယ်။အဲ့ဒီလိုပဲဇန်နဝါရီလမှာလည်း2ယောက်သေဆုံးပြီး2ယောက်ဒဏ်ရာရရှိခဲ့ကအများစုကတော့မိုင်းပောက်ကွဲလို့ထိခိုက်သေဆုံးခဲ့ကြရတာဖြစ်တယ်လို့သိရပါရယ်။ရခိုင်မှာမိုင်းအန်ဒီရီနဲ့ပတ်သက်ပြီးတက်ကျွန်းသူတွေကအသိပညာပေးပြောပြပြီးလှုပ်ဆောင်မှသာမိုင်းအန်ဒီရောကြလာနိုင်ပြီလို့အာရခမျိုးဆက်ဂွာမြို့နယ်စစ်ပီးရှောင်းကုညီအဖွဲ့ကကိုစိုးလွင်ကပြောပါရယ်။ပြည်သူတွေသွားတဲ့နေရာတွေကိုလည်းမရှောင်ရှားပြီးစစ်ကောင်စီကမိုင်းတွေထောင်ထားခဲ့ကြတော့မိုင်းနှီးမိတဲ့အန်ဒီတော်တော်များများကြုံတွေ့ရတယ်လို့လည်းသူကဆိုပါရယ်။ပြည်သူတွေဟာစောင်းဝတ်နေရခက်ခဲကြောင်းတောတောင်တွေမှာငါးရှာဟင်းရှာသွားကြရတာမို့မိုင်းထိတာတွေရှိပြီးရောပါလာအောင်အသိပညာပေးတွေလုပ်ဖို့လိုအပ်နေတယ်လို့ရခိုင်ဒေသခံတွေကထောက်ပြပြောဆိုနေကြပါရယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြေငလီလောက်ခတ်ခဲ့တာကြောင့်စစ်ကောင်းဆောင်ဗိုလ်ချုပ်မွန်ကြီးမင်းအောင်လှိုင်ကမတ်လ31ရက်နေ့ကနေဧပြီလ6ရက်နေ့အထိနိုင်ငံတော်အဆင့်ဝန်ကြီးချင်းအထိမ်းအမှတ်နေ့အဖြစ်မနေ့ကမတ်လ31ရက်နေ့မှာကြီးညာခဲ့ပါရယ်။မတ်လ31ရက်နေ့ကနေဧပြီလ6ရက်နေ့အထိ9ရက်တိတိကိုနိုင်ငံတော်အဆင့်ဝန်ကြီးချင်းအထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ကြောင်းအမိန့်ထုတ်ကြီးညာလိုက်တာပါ
ဝန်နေချင်းအထိမ်းအမှတ်အဖြစ်စစ်ကောင်စီတပ်အပါအဝင်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေအားလုံးအဲ့ဒီ9ရက်အတွင်းနိုင်ငံအလံကိုအလံတိုင်းထက်ဝက်လျှော့ချလွှင့်ထူကြဖို့ကိုလည်းအမိန့်ထုတ်ထားပါတယ်။ပြင်းအား9.9ရှိတဲ့မြင်းငလျင်လုတ်ခတ်ခဲ့တာကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့ပျက်စီးခဲ့ရမှုအတွက်စာနာနားလေမှုနဲ့အတူထပ်တူခံစားရပြီးနိုင်ငံတော်အဆင့်ဝန်နေချင်းအထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်တာလို့စစ်ကောင်စီကဆိုပါတယ်။ဒါပေမဲ့လည်းအခုလိုတနိုင်ငံလုံးငလျင်တန်းကြောင့်ဝန်နေပူဆွေးနေချိန်မှာပဲစစ်ကောင်စီကပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတာနဲ့နိုင်ငံရေးစီရေးအမျက်ထုတ်ရုံမာနေရလေးရှိပါရရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့နေမေးနိုင်ငံတကာကေစီအဖွဲ့တစ်ခုဖြစ်တဲ့ Samaritan Pass ကနေဒါအဖွဲ့ဟာငလျင်နဲ့ပတ်သက်တဲ့ကုညီကေစီလုပ်ငန်းတွေလှုပ်ဆောင်ဖို့မြန်မာနိုင်ငံကိုလာရောက်မေးလို့ကနေဒါသတင်းတွေကဖော်ပြကြပါတယ်။ထိုင်းနဲ့မြန်မာကငလျင်ဘေးသင့်တဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အဲ့ဒီအဖွဲ့ဟာဒီကနေ့ဧပြီလ10ရက်နေ့မှာကနေဒါနိုင်ငံကယ်လ်ဂရီမြို့ကစတင်ထွက်ခွာလာမယ်လို့သတင်းတွေကဆိုပါတယ်။ကနေဒါနိုင်ငံအယ်ဘာတာပြည်နယ်ကယ်လ်ဂရီမြို့မှာအခြေစိုက်တဲ့ Samaritan Pass ကနေဒါဟာမြန်မာနိုင်ငံကိုဘေးအန္တရာယ်ကေစီတုံ့ပြန်မှုအဖွဲ့ DART ကိုကနဦးစေလွတ်ခဲ့ပြီးကနေဒါရေးပေါ်မြေပြင်ကွင်းစင်ဆေးရုံလျင်ကိုပထမဆုံးအကြိမ်စေလွတ်သွားမှလေးဖြစ်ပါတယ်။အဲ့ဒီအဖွဲ့မှာကနေဒါနိုင်ငံသားတွေအပါအဝင်တဘဝဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာကျွမ်းကျင်သူ28ယောက်လိုက်ပါလာမှာဖြစ်ပါတယ်။အဲ့ဒီအရေးပေါ်ဆေးရုံလို့ခေါ်တဲ့အဖွဲ့မှာခွေးစိတ်ခန်းနှခမ်းအရေးပေါ်လူနာခန်းတစ်ခန်းအတွင်းလူနာဆောင်စီပီခန်းနဲ့တက်ခွေးခန်းတစ်ခုပါဝင်မယ်လို့သိရပါတယ်။မြေပြင်ကူညီကေစီအဖွဲ့တွေအပြင်အကြီးစားအရေးပေါ်ဆေးရုံသုံးပစ္စည်းတွေရေတန့်စနစ်တွေအရေးပေါ်အမိုးအကာတွေရေတန့်ရှင်းရေးသုံးပစ္စည်းတွေလည်းပါဝင်မယ်လို့ဆိုပါတယ်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာအတန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမ်းမာရွှင်လန်းကြပါစေရှင်။